Hello သိတာလား ဒီလနေ့သမီးဆောင်ပွဲမှာစင်ဘလောက်ရလဲ အမရဲ့မပြောချင်တော့ပါအဆင်းကတော့တိတ်မကောင်းဘူးမရဲ့ ဟဲဘယ်လိုဖြစ်တာလဲငါသမီးကအဆင်တရတယ်လို့ကျောင်းမှာဆရာမပြောတယ် ကျောင်းမှာဆိုငါသမီးကလေရမ်းစာ တော်တာပဲစာမီးတိုင်းလည်းရတယ်သိလားငါသမီးမို့ကြွားတာမဟုတ်ဘူးနော်အေးကလေးကိုကူးဆိုင်လိုက်အောင်အားစီလေးပါလေးဝယ်တိုက်အောင်နော် ဒီပါအမရဲ့အမကိုလည်းအားကြလိုက်တာကျမသမီးကိုအမသမီးလိုဖြစ်စေချင်လို့လေအကြောင်းလည်းအတူတူထားတယ်ကျူရှင်လည်းအတူတူပေးတက်ထားတယ်ဒါပေမဲ့လေဒီလိုဖြစ်နေတော့ကျမလည်းဘာလုပ်ရမလဲမသိတော့ဘူးမရဲ့ အေးပါငါလောက်ဆရာရှိလို့ဖုန်းချလိုက်တော့မယ်နော်ဒါပဲနော် ဟုတ်ကဲ့ဟဲ့သမီးကိတုံနေဘာတွေလုပ်နေတာလဲစာရွက်ပေါ်မှာဟိုချစ်တီချင်းနဲ့ဟိုမှာမဆေးသမီးဆိုလို့ရှိရင်ကျောင်းမှာစားလဲတိုးတယ်စနေရတင်တဲ့နေကလည်းတက်လိုက် English speaking တင်တဲ့နေကလည်းတက်လိုက်နေရတော့လေဟိုချစ်တီချစ်လုပ်နေတော့မယ်ကိုတင်ငယ်ချင်းကိုလည်းကိုအတူယူစမ်းပါအောင်ဟဲ့သူများသားသမီးတွေများရှေ့ရောက်ကုန်ပြီနေရတော့အမြဲတမ်းအချိန်ဖြုံးနေဖို့ပဲတည်တယ်ဒီလား 妹妹，对面家里说话比较麻烦，对面蹦出来后， ဘာပုံဆွဲတာလဲဘာဆွဲတာလဲဒါတွေကနေအဆင့်တက်ရအောင်လုပ်ပေးမှာလားဒါတွေကနေလူရဝင်အောင်လုပ်ပေးမှာလားငါကတော့လေနေကိုသူများဒန်းလူဖြစ်စေချင်လို့ကြောင်းနေကောင်းကောင်းထားကျူရှင်နေထားနေရတော့ငါမျက်နှာအိုးမဲတုတ်ဖို့ပဲတည်တယ်ဒီလား 妹妹嘞，对面嘛三年没地得到，对面嘛应该少，路没进来呢，就要蹦出来后的票啊，把票，对面嘞把票对面嘞来先了嘞， အော်ရှင်နာတော့မကြိုက်ဘူးဘာရှင်နာလဲသိလားသူများသားသမီးတွေနဲ့ရှင်လိုက်နေဘာတစ်ခုမှဖြစ်ဖြစ်မြောင်မြောင်မရှိဘူးသူများသားသမီးတွေကစားတွေတော်လို့နေရတော့စားရွက်ပေါ်မှာဟိုချစ်တီချစ်နေပဲငါလေးနေအစားရှင်သေးတယ်သိလားပြုတ်မပြောချင်ဘူး ဒါကမြို့နယ်စင်ကလေးပကြီးပြိုင်ပွဲမှာစုရတဲ့ကိကစ်တုံရဲ့လက်ရလေးပါသူ့ရဲ့စိတ်ကူးစိတ်ဓာတ်ကထူးခြားတယ်သူကတခြားကလေးနဲ့မတူဘူးလေတခြားကလေးတွေလိုမျိုးပညာရေးပိုင်းမှာမထူးချွန်ပေမဲ့သူ့ရဲ့စိတ်ကူးစိတ်တန်းကိုအမှုပညာနဲ့ဖော်ပြတဲ့နေရာမှာတော့ထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်တယ်